Jurassic Park ကို real life style နဲ့ကိုရောက်သွားတယ်လို့ခံစားရမယ် ecosystem အပြည့်နဲ့အရိုင်းဆိုင်တဲ့တောအုပ်တွေအပြင်ထူးဆန်းတဲ့ collaboration တွေလည်းရှိပါတယ်ရုပ်လေကောင်နဲ့ကတစ်တော့ဟုတ်ပါတယ်ရုပ်လေကောင်နဲ့ကတစ်တော့ပါ Cloud Forest ကတော့စင်ကာပူမြို့လေကောင်မှာရှိတဲ့တဘာဝတစ်တော့ပုံစံပြုလုပ်ထားတဲ့နေရာတစ်ခုပါနေရာတိုင်းမှာလည်း dinosaur တွေနဲ့ပတ်သက်တဲ့အကြောင်းတွေ ecosystem တောအုပ်ကြီးတွေကတဲ့အောင်စိတ်ချမ်းသာမှုအပြည့်ကိုပေးစေပါ Cloud Forest နဲ့ Flower Dome နှစ်ခုပေါင်း46ချက်ဆိုတော့မစိုးပါဘူးတန်ပါတယ်ဒီနေရာလေးကဝင်တဲ့အချိန်ကနေထွက်တဲ့အချိန်ထိ amazing ဆိုတဲ့ vibe တစ်ခုပေးစွမ်းနိုင်တဲ့နေရာတစ်ခုပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ